ကျွန်တော်ဟာတရုတ်ယွမ်တန်ခုနှစ်ဆက်ထိပေါက်သွားခဲ့ပါတယ်ကျွန်တော်အမေကိုသတင်းကောင်းပြောဖို့မဆိုင်မတော့အိမ်ကိုပြေးလာခဲ့တာပေါ့ဒါပေမဲ့အိမ်တကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့အဲ့ခန်းစားပွဲပေါ်မှာ CCTV ချထားတဲ့အိမ်ပိုင်ဆိုင်မှုစာချုပ်၄ဆောင်ကိုမြင်လိုက်ရတယ်ကျွန်တော်ကိုလည်းမြင်ရောအမေဖြစ်သူကချောင်းတစ်ချက်ဟန့်ပြီးစကားစလာပါတော့တယ်မင်းဖေမဆုံးခင်ကအိမ်လေးလုံးခြံထားခဲ့တယ်စုစုပေါင်းတန်ဖိုးက3960ကျော်တယ်အဲ့ဒီအိမ်လေးလုံးစလုံးကိုမင်းကိုကြီးကိုပဲအကုန်ပေးဖို့ငါဆုံးဖြတ်လိုက်ပြီးအမေရဲ့အမြင်မှာတော့အကိုဖြစ်သူကအိမ်ထောင်စောစောကြပြီးကလေးတွေလည်းရှိနေပြီနောင်ရေးအတွက်ចောင်းစရိတ်စီးပွားရေးလုပ်ငန်းစရိတ်တွေလိုတယ်လေသူကတော့အပြိုကြီးတကိုကြီးတကားရသမားမို့ဘာမှပူစရာမလိုဘူးတဲ့ဘေးကမကြီးဖြစ်သူကလည်းလောင်ပြုံးပြုံးနေပြီးအကုန်လုံးရသွားတဲ့အကိုဖြစ်သူကတော့စကားတခုမှမဟာပဲငြိမ့်နေရတယ်ဒါပေမဲ့အိမ်စာချုပ်တွေကိုတော့အမြန်ဆုံးတင်ဆေးလိုက်တာပေါ့တယောက်တစ်ပေါက်နဲ့ဇက်တိုက်ထားသလိုလုံနေတဲ့မိသားစုကိုကြည့်ပြီးသူစိတ်မဆိုးခဲ့ပါဘူးဘာလို့လဲဆိုတော့ငယ်ငယ်ကလေးကအမေဟာအမြဲတမ်းပလိုက်ခဲ့ပြီးဘာကိစ္စပဲရှိအကိုဖြစ်သူကိုပဲအမြဲဦးစားပေးခဲ့လို့ပါအမေကဒီလောက်တောင်ပလိုက်နေမှတော့သူတရုတ်ယွမ်တန်းခုနှစ်ဆက်ထိပေါက်ထားတဲ့အကြောင်းကိုလည်းသူတို့တွေကိုပြောပြဖို့မလိုတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ဒါကြောင့်ဘာမှမဖြစ်ခဲ့တယ်လို့ပဲအမေရဲ့အစီအစဉ်ကိုသဘောတူလိုက်ပြီးအင်ဂျီကိုကောက်ဆွတ်ပြီးအိမ်ကနေထွက်သွားဖို့ပြင်ဆင်ပါတော့တယ်မထွက်သွားခင်မှာကျွန်တော်ကအမေကိုရာဇတန်ပေးခဲ့ပါတယ်အိမ်လေးလုံးစလုံးအကိုကိုပေးလိုက်ပြီဆိုတော့နောင်ကောအမေရဲ့နောင်ရေးကိုအကိုပဲအပြည့်အဝတာဝန်ယူရလိမ့်မယ်ကျွန်တော်စီကနေတပြားမှမျှော်မနေနဲ့ဒါပေမဲ့အမေဖြစ်သူကတော့အထင်သေးတဲ့မျက်နှာပေးနဲ့တလားမှလှစာ၄-၅ထောင်ရတဲ့ကောင်မင်းကိုအားကိုးနေရင်ငါငှက်တေမှာပေါ်လို့ပြလဲစိန်ခေါ်လိုက်ပါတယ်သူလဲစကားရှိမပြတ်ပဲချက်ချင်းထွက်ခွာသွားခဲ့ပါတော့တယ်ထားလိုက်စမ်းပါသူဘလောက်ထိရုန်းကန်နိုင်မလဲကြည့်ကြသေးတာပေါ့နောက်ရက်မှာတော့ကျွန်တော်ထီလက်မှတ်လဲဖို့ထီစင်တာကိုချက်ချင်းရောက်လာခဲ့တယ်အခွန်နှုတ်ပြီးနောက်သူ့ဗန်ကောက်ရဲကိုတန်း96တိုက်ရိုက်ဝင်လာခဲ့ပါပြီအကောင့်ထဲကရှေ့လျားလာတဲ့ကနန်းတွေကိုကြည့်ပြီးသူပျော်လုံးလို့ပါးဆက်တောင်မစေ့နိုင်တော့ပါဘူးဘသူကထင်ထားမှလဲမနေ့ကအထိတလားလားစာ9000ပဲရတဲ့စင်ရဲသားလေးဟာဒီနေ့မှာတော့မျက်စိတမိတ်အတွင်းကဘာသူထေးကြီးဖြစ်သွားခဲ့ပြီလေပိုက်ဆံရတာနဲ့သူမျိုးပြင်မှာအိမ်တလုံးချက်ချင်းဝယ်လိုက်တယ်စုပေါင်း3တန်းဖိုးကိုတခါတည်းအခြေချေလိုက်တာပါကျွန်တော်ရဲ့အိမ်တစ်ကြီးကိုကြည့်ပြီးကျင်းနေတဲ့အချိန်မှာပဲအမေဖြစ်သူစီကဖုံးဆက်လာပြီးအိမ်ကကျွန်တော်ပစ္စည်းတွေကိုအကုန်လာသိမ်းဖို့ပြောပါတယ်အကြောင်းကတော့ကျွန်တော်ရဲ့အခန်းကိုအကိုဖြစ်သူအတွက်စားကြည့်ခန်းလုံးမလို့တဲ့လေကျွန်တော်လည်းတွတ်ဆုပ်မနေပါဘူးလမ်းခွဲကြပြီဆိုမှတော့အပြက်ဖြတ်ရမှာပေါ့နေ့လယ်မှာတင်အိမ်ပြန်ပြီးပစ္စည်းအားလုံးကိုအကုန်တည်ထုတ်လာခဲ့တယ်အိမ်တစ်ကိုရောက်တော့ကျွန်တော်ပရိဘောဂတွေအတွက်တင်းချီအကုန်ကြခံပြီးထပ်ဝယ်လိုက်ပြန်တယ်သူထေးကြီးဖြစ်နေတဲ့ကျွန်တော်အတွက်တော့ဒီလောက်3စရိတ်က10ကနန်းလောက်သုံးလိုက်ရတယ်လို့ပါပဲသွားလာရလွယ်ကူအောင်တင်းချီတန်းတဲ့ကားတစ်စီးကိုလည်းထပ်ဝယ်လိုက်သေးတယ်ဒါတင်မှတ်ကသေးပါဘူးမြို့လေကောင်ကရှော့ပင်းမောက်တစ်ခုမှာရှယ်ယာတွေပါထည့်ရင်းလိုက်ပါသေးတယ်ဒီလိုနဲ့ပဲကျွန်တော်ဟာဘဝကိုအေးအေးဆေးဆေးဖြတ်တန်းသွားမယ်လို့ထင်ရပေမဲ့ကျွန်တော်ရဲ့စီးစိမ်တွေကကျွန်တော်ဦးနောက်ကိုမလွှမ်းမိုးနိုင်ခဲ့ပါဘူးကျွန်တော်ဟာပုံမှန်တိုင်းပဲအလုပ်ဆက်လုပ်နေပြီးအရင်ကလိုဝန်ထမ်းဘဝအတိုင်းရိုးရိုးရှင်းရှင်းပဲနေထိုင်ခဲ့ပါတယ်မတူတာတစ်ခုကတော့ကျွန်တော်ရဲ့အိမ်နဲ့ကားကပြောင်းလဲသွားခဲ့တာပါပဲမကြခင်မှာပဲအမေရဲ့မွေးနေ့ကိုရောက်ရှိလာခဲ့ပါတယ်အမေကဘလောက်ပဲပလိုက်ခဲ့ပါစေကျွန်တော်ကိုကျွေးမွေးပြုစုခဲ့တဲ့အမေပဲလေအမေမွေးနေ့မို့သူမသွားလို့မဖြစ်ဘူးလေသူထေးဖြစ်နေတာကိုအမေတို့မသိစေဖို့အတွက်ကျွန်တော်ဟာဈေးဝယ်စင်တာကနေ600တန်လဲဆွဲပို့ပါတစ်ထည်ပဲဝယ်သွားခဲ့တယ်ဒါမှလည်းတစ်လ9000ရတဲ့ဝန်ထမ်းတယောက်ရဲ့အဆင့်တန်းနဲ့ကိုက်ညီမှာပေါ့အိမ်ကိုရောက်တော့အမေကဟင်းတွေအစင်တင်ချက်ထားပြီးပါပြီစားပွဲပေါ်ကဟင်းလေးမျိုးစလုံးကအကိုကြီးကြိုက်တဲ့ဟင်းတွေကြီးပါပဲအမေကကျွန်တော်ကိုမြင်တာနဲ့အကိုဖြစ်သူပေးထားတဲ့မွေးနေ့လက်ဆောင်ကိုချက်ချင်းကြွားပါတော့တယ်မင်းကိုပေးတဲ့နှိပ်ဆက်ကြီးလေး1000ကျော်တောင်တန်တာမင်းရဲ့ရေချင်းကဒီလဲဆွဲပို့ပါလောက်ပဲလားဆိုရဲစကားကြောင့်အမေကိုကြည့်ရင်ကျွန်တော်ဝမ်းနေနေမိပါတော့တယ်